ကဲဒီနေ့ဘဲမရှိတဲ့သူအတွက်တီးတန့်ချက်ထားတာပေါ့နော်ဘဲသားဟင်းဖြစ်ပါတယ်ဘဲသားဟင်းချက်စားပါတယ်ခင်ဗျာဘဲပေါင်သားပေါ့နော်ဘဲမရှိတဲ့သူတွေလာစားကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအများကြီးချက်ထားပါတယ်နော်ဒီမှာအိုကြီးပဲဘဲရှိသူတွေလည်းစားလို့ရပါတယ်ခင်ဗျာလာစားလို့ရပါတယ်နော်မြစ်တွေတက်ပဲမွေးနေတာပဲပူနွေးလေးအခုပဲချက်ပြုတ်ပြီးတာကဲဗျာစားကြပါဦးဒီမှာပူနွေးလေးအငွေ့လေးတောင်ထွက်သေးတယ်ဒီမှာကြည့်အောင်ဘယ်သားဟင်းပေါ့နော်ဘယ်မရှိတဲ့သူတွေဆိုရင်တော်စားကောင်းမှာနော်ကဲစားကြမယ်ဗျာရှယ်ပလက်ဘယ်ဟင်းဟိုဥ啊ညုတ်တီးထောင်းလို့နေမှာညုတ်တီးထောင်းမထောင်းတော့ဘူးဘိုက်တော်စားနေပြီညုတ်တီးနဲ့ပဲတို့စားတော့မှာစားကောင်းလိုက်တော့ကွာဒီတေးချက်ထားတာပုံမှန်ဘဲသားနာညိတယ်နော်ဒီလိုမျိုးတေးချာမှုအနက်မမွေးလေးနဲ့မဆလာတွေနဲ့ထည့်ထားရင်အနက်ညိတယ်အနက်မရှိတော့ရှယ်ပါကျွန်တော်ကြည့်တဲ့သူတွေဘဲမရှိတဲ့သူတွေရှိလားနော် comment ထဲမှာရေးလာပါအောင်ဒီမှာကျွန်တော်ဘဲသားချက်ကျွေးတယ်ဒီမှာလာစားပါအောင်ဗျာမုံညင်းဖြူပြုတ်လိတ်ပြီးတော့လေတမင်လောက်နဲ့ကျွန်တော်စီနည်းနည်းပဲထည့်တယ်ဒါတွေကဘဲစီတွေထွက်လာတာပေါ့နော်ဘဲရင်ချက်ရင်စီနည်းနည်းပဲထည့်ပါဘာလို့ဆိုတော့ဘဲထဲကစီတွေများတယ်အစီပြန်ထွက်လာတာများကြီးပါရှယ်ဘနမမွေးသေးနဲ့ဒီမှာပေါင်ပါတုံးကြီးနဲ့ပူလာသမင်းပူဟင်းပူကောင်းမမင်းခွာရွက်ဒီနိုင်မြန်မာနိုင်ငံမင်းခွာရွက်လိုမျိုးစားခြင်းတယ်အပြင်သေးလေးလေဒါထိုင်းကဘလူးကော်ရပါမင်းခွာရွက်လည်းမသိဘူးရှေးကြီးပဲအရင်တော့ပြုတ်စားဘူးလားပြုတ်စားတာတိတ်မကောင်းနည်းနည်းခါတယ်ပြုတ်စားအစိမ်းပြုတ်စားတာမကောင်းလေgood share နောက်ဗီဒီယိုမှာတွေ့ကြတော့မယ်နော်တကယ်ချင်းတော့အားလုံးချင်းမိတ်ဆွေတကယ်ချင်းများအားလုံးကျွန်တော်ဗီဒီယိုလေးကိုချန်နယ်တက်မဲ့ဆိုရင် share ပေးအောင်နော် like လေးပေးအောင်နော် comment လေးပေးပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye